အားလုံးပဲမင်္ဂလာပါရှင်မိကုန်းပိုင်ရှင်မီးမြတ်ထားတာတွေကိုပြန်လည်ဖြည့်ချပြီးသွားမှာဖြစ်ပါတယ်ရှင်မိကုန်းပိုင်ရှင်မီးမြတ်ထားတာကကြတော့မိဘနှစ်ပါးကကွယ်လွန်သွားပြီးကွယ်လွန်သွားတဲ့အချိန်မှာအမွေပုံပစ္စည်းကြန့်ရှိခဲ့တယ်ကြန့်ရှိတဲ့အချိန်မှာပေါ့နော်ဒီသားသမီး၄ယောက်လဲကြန့်3ယောက်လဲကြန့်မယ်ပေါ့သူမိထားတဲ့မိကုန်းကကြတော့ဒီကြန့်ရှိတဲ့အမွေပုံပစ္စည်းကိုအကြီးဆုံးဖြစ်တဲ့သူနဲ့အငယ်ဆုံးဖြစ်တဲ့သူကရောင်းချဖို့စီစဉ်နေတယ်ဒီလိုမျိုးသူတို့ရောင်းချတာကိုသဘောမတူဆိုတဲ့အကြောင်းကိုဘယ်လိုမျိုးကန့်ကွက်လို့ရနိုင်တယ်လဲဆိုပြီးတော့မေးမြန်းထားတာဖြစ်ပါတယ်ရှင်မေးမြန်းချက်ကိုဖြေကြားရမယ်ဆိုလို့ရှိရင်ကျမတို့နီလန်အမျိုးမျိုးရှိပါတယ်ပထမဦးစွာအနေနဲ့အဲဒီရောင်းချရန်စီစဉ်နေတဲ့အကြီးဆုံးနဲ့အငယ်ဆုံးဖြစ်တဲ့သူကိုမိကွန်းပိုင်ရှင်ကရှင်နေကနေပြီးတော့အတီးပေးအကြောင်းကြားစာပေးပို့ရမယ်အဲ့လိုမျိုးအတီးပေးအကြောင်းကြားစာပေးပို့လို့လည်းရနိုင်တယ်လို့ကျမတို့ကနိုင်ငံတော်သတင်းစာကနေပြီးတော့ရှင်နေရှိရဲ့နဲ့အများသိစေရဲ့ကြီးညာထားရမယ်နောက်တစ်ခုကကြတော့သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ဒီမရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတိရှိရာနေရာကစီပင်တာယာရေးနယ်နိမိတ်အတွင်းမှာရှိတယ်ဆိုလို့ရှိရင်တော့မြို့တော်စီပင်တာယာရေးကော်မတီဌာနကိုတော့လက်ကောင်အဲ့လိုမဟုတ်ဖဲနဲ့စီပင်တာယာရေးနယ်နိမိတ်အတွင်းမှာမရှိဘူးဆိုလို့ရှိရင်လည်းမြေစရဲဌာနတို့တော့လက်ကောင်ပေါ့နော်ခုနကမိကွန်းပိုင်ရှင်ကပြပို့ထားတဲ့အတိပေးအကြောင်းကြားစာတွေနိုင်ငံတော်ပိုင်သတင်းစာတွေကိုမိတူလေးနဲ့ပူးတွဲပြီးတော့ကန့်ကွက်စာတွားရောက်ပြီးတော့တင်ထားလို့ရနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုပြန်လည်ဖြေကြားပေးလိုက်ရပါတယ်ရှင်